လိုစသုံးရမလဲဆိုတာလေးကိုပြန်ပြောပြပေးပါမယ်တချို့လဲ Notebook Airline ကိုသုံးရအဆင်ပြေပေမဲ့တချို့အများစုက Notebook Airline ကိုသုံးတဲ့နေရာမှာဝင်လို့မရတာတွေဒါမျိုးတွေအဆင်မပြေတာတွေဖြစ်တတ်ကြတဲ့အတွက်ကြောင့်မို့လို့ Notebook Airline အကြောင်းလေးကိုပြန်ပြီးတော့ပြောပြပါမယ်အဲ့တော့ Notebook Airline ကမြန်မာနိုင်ငံနေနဲ့သုံးလို့မရပါဘူးအဲ့အတွက်ကြောင့်မို့လို့နံပါတ်1ချက်ကတော့ VPN ခံဖို့လိုပါတယ်ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ် VPN ခံဖို့လိုပါတယ်ဖုန်းမှာဆိုရင်တော့ Google Play Store ကနေပြီးတော့မှNotebook Airline application လေးကို download လုပ်ပြီးသုံးလို့လည်းရတယ်လို့မျိုး Chrome browser ကနေပြီးတော့လည်း browser feature အနေနဲ့လည်းသုံးလို့ရတယ် browser ကသုံးတယ်ဆိုရင်တော့တချို့ကွန်ပျူတာမှာလုပ်လို့ရတယ်လို့မျိုး feature တွေတော်တော်များများကိုလုပ်လို့ရတယ်ဘယ်လိုပဲသုံး VPN ခံဖို့လိုအပ်ပါတယ်ကွန်ပျူတာမှာလည်း VPN ခံဖို့လိုပါတယ်တခါလေ VPN ခံရတဲ့အဆင်မပြေဘူးဆိုရင်တော့ဒါ internet line မကောင်းတာသို့မဟုတ် VPN ကမကောင်းတာဖြစ်ဖို့များပါတယ် VPN ကမကောင်းဘဲနဲ့သူ့ရဲ့ location ကတကယ် VPN အစစ်မဟုတ်ဘဲနဲ့တခြားနိုင်ငံကိုမရောက်ဘူးမြန်မာနိုင်ငံအနေနဲ့ပဲ location ကဖြစ်နေတယ်ဆိုရင်ဒါကဘယ်လိုမှဒီ Notebook Airline ကပွင့်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ VPN တွေကကျွန်တော်တို့အများစုသုံးကြတာက free VPN တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့VPN free VPN တွေသုံးတဲ့အခါမှာတချို့ VPN တွေက VPN လို့နာမည်တက်ထားပေးမယ်လေ VPN လိုမျိုးတကယ်သူ့ရဲ့ network ကိုနိုင်ငံခြားကိုရောက်သွားအောင်လို့ဒီ IP address location တွေကို change ထားတာမျိုးမလုပ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့မရတာလည်းဖြစ်နိုင်ပါတယ်အဲ့တော့VPN သုံးမယ်ဆိုရင်နှစ်မျိုးရှိတယ်ကွန်ပျူတာမှာဆိုလို့ရှိရင်ဒီ VPN application တွေပေါ့နော်ဒီမှာတော့ကျွန်တော်ဒီမှာဆိုရင် Express VPN ကိုသုံးထားတယ်ပေါ့နော်ဒါ Express VPN ရဲ့ဒါ Pro version ကိုသုံးထားတာပေါ့နော် Pro version သုံးမှလည်းမဟုတ်ပါဘူး နော်နောက်တစ်ခါ XVPN နဲ့လည်းသုံးကြည့်တာရပါတယ် XVPN free ကိုလုပ်ပြီးသုံးကြည့်ရလဲရတယ်အဲ့လို VPN နဲ့သုံးတဲ့နေရာမှာလည်းမရဘူးဆိုရင် VPN ကိုပိတ်ပြီးနောက်တစ်ချိန်ပြန်ဖွင့်ကြည့်ပါဒါမှမဟုတ်ရင်လည်း location လေးပြောင်းကြည့်ပါကို VPN ချိတ်ထားတဲ့ location ကတကယ် run ပေမဲ့အဲ့နိုင်ငံကို Google ကပေးမသုံးတဲ့နိုင်ငံမြန်မာနိုင်ငံလိုနိုင်ငံမျိုးဖြစ်နေတယ်ဆိုရင်လည်းဘယ်လိုမှမရဘူးအဲ့ဒါဆိုရင်တော့ location လေးပြန်ပြောင်းသုံးရမယ်ဖြစ်နိုင်ရင်တော့ဒီ US တို့เนาะဒီနိုင်ငံကြီးတွေရဲ့ location တွေကိုပြောင်းသုံးတာကတော့တေချာပေါက်ရဖို့ chance များပါတယ်အဲ့တော့ဒါဆိုရင်ဒါ VPN ခံပြီးသွားပြီဆိုတဲ့အနေထားမှာဆိုရင် Notebook Airline ဆိုပြီးတော့ Google ရဲ့ browser မှာရိုက်ရှာလိုက်မယ်နော်ဒါမှမဟုတ်ရင်လည်းဖုန်းမှာဆိုရင်လည်း Google Chrome မှာဒီပုံစံတိုင်းပဲရိုက်ရှာလိုက်မယ်ရိုက်ရှာလိုက်ပြီးဒါမျိုးတွေ့လိမ့်မယ်တွေ့တဲ့ထဲမှာဒီမှာဆိုရင် Notebook Airline ဆိုတဲ့ website တွေကိုဝင်လိုက်ပြီးတော့နှိပ်လိုက်ပြီးဝင်လို့ရပါပြီဒါမျိုးပထမအဆင့်အနေနဲ့ဒါမျိုးလေးတွေ့ရလိမ့်မယ်ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာပဲဖြစ်ဖြစ်ပေါ့နော်ပထမအဆင့်အနေနဲ့အဲ့တိုင်းတွေ့ပြီးသွားပြီဆိုရင်ဒီ Try Notebook Airline ဆိုတာလေးကိုနှိပ်လိုက်နောက်တစ်ဆင့်နော် Try Notebook Airline ဆိုရင်နှိပ်လိုက်ရင်ကွန်ပျူတာမှာဆိုရင်တော့နောက်ထပ် new tab အနေနဲ့ပွင့်လာလိမ့်မယ်ဖုန်းမှာဆိုလို့ရှိရင်တော့နော်သူကလည်းနောက်ထပ်အဲ့နေရာမှာပဲထပ်ပြီးတော့ပွင့်သွားလိမ့်မယ်ဒါဆိုရင်တော့ဒါ notebook တွေကိုရောက်သွားပြီဖြစ်ပါတယ်VPN တွေပါခံတဲ့ဆင့်ပြီးသွားလို့ဒီနေရာကိုရောက်သွားပြီဆိုရင်တော့ဒါ Notebook Airline တွေကိုရောက်သွားပြီဖြစ်ပါတယ်ဖုန်းမှာပဲဖြစ်ကွန်ပျူတာပဲဖြစ်ဖြစ်နည်းနည်းလေးဖြူးလေးပဲကွာသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကိုကဒီနေရာမှာနှစ်ပိုင်းရှိပါတယ်ကိုကစပြီး notebook အသစ်တည်ဆောက်ပါဆိုလို့ရှိရင်တော့ create new ကိုနှိပ်ပြီးတော့ notebook အသစ်တည်ဆောက်ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ဒီ notebook airline ကိုကစသုံးတာမဟုတ်ဘဲနဲ့ကိုကိုတီးတယောက်က invite လုပ်လိုက်လို့သုံးတာမျိုးဆိုလို့ရှိရင်တော့သူ Viber သို့မဟုတ် Telegram ကနေပြီးတော့ပို့လိုက်တဲ့ link ကနေထောက်ပြီးတော့ဝင်လို့ရပါတယ်မဝင်ခင်ခုနရှိမှပြောခဲ့တဲ့ VPN လေးတွေပဲတေချာ view site ဖို့လိုပါတယ်အဲ့တော့အဲ့ link လေးကိုထောက်ပြီးတော့ဝင်လို့မှတကယ်လို့မရဘူးဆိုရင်တော့ဒါ VPN ပြဿနာနဲ့ connection line ပြဿနာကြောင့်ပဲဖြစ်ဖို့များပါတယ်ပြီးရင် तू ကကိုကို share ပေးလိုက်တဲ့ link ကကိုကို invite လုပ်လိုက်တဲ့ Gmail ကမဟုတ်ဘဲနဲ့ကိုဖုန်းမှာပွင့်နေတဲ့ Gmail ကနောက် Gmail account တစ်ခုဖြစ်နေတယ်ဆိုရင်လည်း तू share တဲ့ Gmail ကိုရမှာမဟုတ်ပါဘူးဘာပေမဲ့ဘာလို့လဲဆိုတော့ तू ကကိုကိုဟုတ်လားဒီ Gmail နာမည်တစ်ခုပေါ့ဥပမာဆိုမောင်ဖြူဆွဲနာမည်နဲ့ Gmail ကိုပဲပို့တာဖြစ်တဲ့အတွက်ကြောင့်မလို့မောင်ဒီ Gmail နဲ့ကိုဖုန်းမှာပွင့်နေကိုကွန်ပျူတာပွင့်နေသုံးလို့မရပါဘူးဒါဆိုရင်တော့ဒီဘက် Google account လေးကိုထောက်ပြီးတော့ Gmail ကို Swiss Gmail ဆိုပြီးတော့Swiss account လေးလုပ်ပြီးတော့ချိန်ပြီးတော့သုံးမှာပဲရမှာဖြစ်ပါတယ်ဒါသူများ share ပေးတဲ့ Gmail ကိုသုံးတဲ့နည်းလေးကိုဖြတ်ပြီးတော့ထည့်ပြီးပြောတာပါအဲ့တော့ကိုတိုင်းသုံးမယ်ဆိုရင်တော့ခုနရှေ့မှာပြောခဲ့သလိုဖွင့်ပြီးဒီနေရာကိုရောက်လာပါလိမ့်မယ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်သူများ share ပေးတဲ့ Gmail ကိုရောက်လာပြီးသွားရင်လည်းကိုရှိမှာသူများ share ပေးတဲ့ notebook တစ်ခုရလာလိမ့်မယ်ရလာပြီးသွားလို့ရှိရင်ဟုတ်လားကိုတိုင်းလည်း notebook တစ်ခုတိဆောက်ပြီးတော့ကိုကြိုက်တာကိုလေ့လာလို့ရသွားပြီဆိုတာကိုသိရမှာဖြစ်ပါတယ်အဲ့တော့သူများ share ပေးတဲ့ notebook မှာဆိုရင်ဘာတွေလုပ်လို့ရမလဲဘာတွေလုပ်လို့မရဘူးလဲသူများ share ပေးတဲ့ notebook မှာဆိုလို့ရှိရင်တော့ဒီမှာဆိုဒီအောက်မှာလုံးဝအသစ်ဆက်ဒါ account တစ်ခုဖြစ်ပါတယ် free account မှာအဲ့တော့ဒီမှာဆိုရင်ဒါဆို Google ကနေပြီးတော့ feature notebook ဆိုပြီးတော့ share ပေးထားတာရှိပါတယ်เนาะဒီမှာဆိုရင်ဒီဟာလေးတစ်ခုဖွင့်ကြည့်လိုက်ဒါဆို Google ကနေကိုယ့်ကို share ပေးထားတဲ့ notebook ပေါ့နော်ဒီမှာဆို share ဆိုတဲ့ဟာလေးတွေ့ရလိမ့်မယ်เนาะအဲ့တော့ notebook airline မှာအပိုင်းကြီးဘယ်နှပိုင်းပါလဲဆိုရင်3ပိုင်းပါတယ် source ရယ် chat ရယ် studio ရယ်အဲ့တော့ share ပေးထားတဲ့ notebook ဆိုရင်ကိုက chat မှာပဲဝင်ပြီးမေးလို့ရမယ် source တွေကိုသွားပြီးတော့ download လည်းမရဘူးဖြည့်လို့လည်းမရဘူး
studio တွေကသူကိုယ့်အတွက်ဖန်တီးပေးထားတဲ့ share ပေးထားတဲ့အသံ file တွေ video file တွေ powerpoint တွေ infographic တွေ notes တွေဝင်ဖတ်လို့ရမယ်အဲ့တော့ chat မှာကိုကြိုက်တာကိုမေးလို့ရမယ်ဒါပဲသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကိုတိုင်း notebook တည်ဆောက်မယ်ဆိုလို့ရှိရင်တော့ဒီ feature 3ခုလို့သုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ source ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ကိုကထည့်လိုက်တဲ့ကိုလေ့လာခြင်းတဲ့အကြောင်းအရာတွေအရင်းမြစ်တွေပဲဖြစ်ပါတယ်အဲ့တော့ notebook LM နဲ့တခြား AI တွေ ChatGPT တွေ Gemini တွေ Perplexity တွေ Claude တွေဘာကွာတယ်လဲဆိုရင် notebook LM ကကြတော့ဟာလာကိုထည့်လိုက်တဲ့ source ကိုပဲမူတည်ပြီးတော့မှ AI feature တွေသုံးပြီးတော့ကိုစာချက်တဲ့နေရာမှာသူတည်တနာတွေအတွက် research paper တွေအတွက်သူတည်တနာတွေထောက်ကူပြုနေတဲ့လေ့လာတဲ့နေရာမျိုးတွေမှာတော့ကိုယ့်ရဲ့လုပ်ငန်းအတွက်လေ့လာတဲ့နေရာမျိုးတွေမှာသုံးလို့ရတဲ့အတွက်ကြောင့်မို့လို့သူက AI ရဲ့ရန်တမ်းပြီးပြောတဲ့ AI hallucination ကိုရှောင်ရှားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတော်တော်ကောင်းတဲ့ Google ရဲ့ AI tool တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကသူကဒီ notebook LM ထဲမှာသုံးတဲ့ကိုယ့်ရဲ့အသုံးပြုတဲ့ source တွေကိုယ့်ရဲ့မေးတဲ့မြန်းတဲ့ဟာတွေကိုတိဆောက်တဲ့ဟာတွေကိုသူက training အတွက်မသုံးပါဘူးအဲ့အတွက်ကြောင့်မလို့ privacy ရလည်းကိုယ့်ရဲ့ data တွေ organization data တွေထိအောင်သူကထည့်ပြီးသုံးလို့ရတယ်လို့ပြောပါတယ်ဒါပေမဲ့လည်းကောင်းတာကတော့ဘယ် AI ပဲသုံးဒါ AI တွေသုံးလို့ရှိရင်ကိုယ့်ရဲ့ရေးကြီးတဲ့ data တွေနော်လုံခြုံမှုအဆင့်တန်းအတွက်အရေးကြီးတဲ့ security ဘိုင်းဆိုင်ရာအရေးကြီးတဲ့ data တွေကိုတော့လုံးဝ AI နဲ့ကို upload လုပ်ပြီးတော့ထည့်ပြီးမသုံးတာနာမည်ရင်းတွေထည့်မသုံးတာကောင်းပါတယ်ဒါပေမဲ့ notebook LM ကတော့သူက data ကို training data နဲ့မသုံးဘူးလို့ပြောထားပါတယ်အာမခံထားပါတယ်အဲ့တော့ Google Gemini တို့ ChatGPT တို့ဆိုရင်တော့ကိုမေးလိုက်တဲ့ဟာတွေဒီလုံးဝသူတို့ရဲ့ training data တွေကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ကောင်းတဲ့တကယ်အရေးကြီးတဲ့အကြံဉာဏ်တွေကိုယ့်ရဲ့လုပ်ငန်းဟာတွေကိုတော့လုံးဝဓာတ်ရိုက်ထည့်ပြီးတော့ upload တင်ပြီးမေးတာတွေเนาะထည့်ပြီးရိုက်ပြီးမေးတာမျိုးလုံးဝမလုပ်သင့်ပါဘူးအဲ့တော့ဒီ notebook LM အားသာချက်တစ်ခုကတော့ privacy ရပို့ပြီးကောင်းတာဖြစ်ပါတယ်အဲ့တော့ notebook LM share သုံးတဲ့အကြောင်းလေးပြောပြီးသွားပြီဆိုတော့ notebook အသစ်တစ်ခုကိုဆက်ပြီးတော့တိဆောက်ပြပါမယ်notebook တစ်ခုကိုတိဆောက်မယ်ဆိုလို့ရှိရင် create new ဆိုတာလေးကိုနှိပ်လိုက်ရုံပါပဲဒီအောက်ကပဲနှိပ်ဒီအပေါ်ကပဲနှိပ် create new ဆိုတာလေးပေါ်လာရင်နှိပ်လိုက်ရုံပါcreate new ဆိုတာလေးပေါ်လာပြီဆိုလို့ရှိရင်ဒါမျိုးလေးတွေ့ရပါလိမ့်မယ်ဒါလေးကိုပြန်ပိတ်လိုက်မယ်နော်အဲ့တော့ဒီမှာအပိုင်း၃ပိုင်းပြန်တွေ့ရမယ် source ရယ် chat ရယ် studio ရယ်အဲ့တော့ source ထဲမှာဘာမှမထည့်ရသေးတဲ့အတွက် chat မှာလည်းဘာမှမပေါ်ဘူး studio မှာလည်းဘာမှမပေါ်ဘူးအဲ့တော့အရင်းမြစ်ကိုအရင်ဆုံးကျွန်တော်တို့ပထမဆုံးစပြီးထည့်ရမယ်အဲ့တော့ source ကိုထည့်မယ် app source ဆိုတာလေးကိုနှိပ်လိုက်ပါSO ဆိုတာကိုနှိပ်လို့ရှိရင်ဒီမှာ upload file ဆိုတာလေးကိုနှိပ်လိုက် upload file ဆိုတော့ကိုယ့်ရဲ့ဖုန်းတွေကွန်ပျူတာတွေက file တွေကို select လုပ်ပြီးတော့ရွေးချယ်ပေးလိုက်လို့ရှိရင်ဒါကိုယ့်ရဲ့ source တွေကိုရောက်သွားမှာဖြစ်ပါတယ်ဒီမှာနမူနာလေးနဲ့ကျွန်တော်လုံးမပြတော့ဘူးအဲ့တော့ website ပေါ့နော် website ဆိုတာတော့နောက်ထပ် new tab တစ်ခုကနေပေါ့နော်ဖုန်းမှာဆိုရင်လည်းကိုက Chrome မှာသုံးထားတယ်ဒါဆိုရင်နောက်တစ်ခါ Google search bar ကနေပြီးတော့မှ website တစ်ခုကိုဝင်ကြည့်လိုက်အဲ့ website link ကို copy ယူလာပြီးဒီထဲမှာ paste လုပ်လိုက်လို့ရပါတယ်နောက် YouTube video တစ်ခုကိုထောက်ကြည့်မယ်အဲ့ YouTube video ကlink လေးကို share လုပ်ပြီး copy ယူလာပြီးဒီမှာ paste ထည့်လိုက်ရင်ရပါတယ်အဲ့တော့ website တွေ၄-၅ခုလောက်ထည့်ပြီးတော့ကိုလေ့လာခြင်းတဲ့ topic ရဲ့ website တွေကိုထည့်ပြီးတော့စုစည်းပြီးတော့လေ့လာလို့ရပါတယ် YouTube link တွေအများကြီးထည့်လို့ရပါတယ်ဒီနေရာမှာ free account တစ်ခုကဘယ်လောက်ထိသုံးလို့ရလဲဆိုတာကိုဖြတ်ပြီးပြောပြပါမယ်အဲ့တော့ free account တစ်ခုပါဆိုလို့ရှိရင်နော် notebook ပေါင်းအခု100ထိအောင်ဖွင့်လို့ရပါတယ်daily limit တော့ရှိပါတယ်စုစုပေါင်း notebook အခု100ထိအောင်ဖွင့်လို့ရပါတယ်pro account တွေဆိုရင်တော့ notebook အခု900ထိအောင်သုံးလို့ရပါတယ်နောက်တစ်ခါ free account မှာဆိုလို့ရှိရင် source ပေါင်းအခု90ထိအောင်ထည့်လို့ရပါတယ်ဒီလို link တွေ PDF တွေစသဖြင့်ပေါ့နော်file ပေါင်းစုစုပေါင်း total အခု90ထိထည့်လို့ရပါတယ် file တစ်ခုမှာစလုံးရည် word count စလုံးရည်9သိန်းထိအောင်ထည့်လို့ရပါတယ်ဒါ free or pro အတူတူဖြစ်ပါတယ်နောက်တစ်ခါ200 megabyte file size 200 megabyte ထိပဲ free or pro ကထည့်လို့ရပါတယ်အဲ့တော့ pro account တွေလည်း200 megabyte ပဲဆိုတော့200 megabyte ထဲပို့တဲ့နော် file တွေဆိုလို့ရှိရင်ဘယ်လိုထည့်ပြီးတော့ဘယ်လိုဒီထဲကိုဒီစာအုပ်ကြီးတစ်အုပ်လုံးကြီးအထူကြီးကို200 megabyte ထဲများတဲ့ဟာကိုဘယ်လိုထည့်လို့ရလဲဆိုတဲ့နည်းတွေကိုနောက်ထပ်ပြီးတော့နောက်ဗီဒီယိုတွေမှာပြောပြပေးသွားပါမယ်အခုကတော့ဟလာကွာခြားချက်လေးကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ source ပေါင်းက pro မှာဆိုရင်အခု300 200ကနေ300ထိထည့်လို့ရပြီးတော့ free မှာဆိုရင်90ထိထည့်လို့ရတယ်ဒါတာမန် user တယောက်အနေနဲ့ကတော့ဒါတော်တော်လေးအသုံးတည့်ပါတယ်ပြီးရင်ဒီ audio overview လို့ပါလို့လဲသုံးရတဲ့အရှိအတွက်က free မှာတော့တစ်နေ့ကို3ခုလောက်ပဲရပြီးတော့ pro မှာတော့အများကြီးရပါတယ်နော်ဘယ်လောက်သိရင်ရပါပြီအဲ့တော့ free ကတာမန်လူတယောက်တည်းတော်တော်လေးသုံးလို့ရတယ်ဆိုတာကိုပြောချင်တာပါအဲ့တော့ website လေးနဲ့ YouTube လေးတွေကိုဒီမှာထည့်မယ်နောက်တစ်ခုကကြတော့ဒီမှာ drive ပေါ့နော်ကိုယ့်ရဲ့ drive ထဲမှာရှိတဲ့ file တွေကိုတန်းပြီးတော့ drive ကိုတန်းနှိပ်ပြီးတော့upload လုပ်ပြီးတော့တင်ပြီးတော့ source ဖြစ်နေသုံးပြလို့ရပါတယ်နောက်တစ်ခုက copy text နော်
ကိုကဟလာ ChatGPT တို့ Gemini တို့မှာမေးလာတဲ့စာပဲဖြစ်ဖြစ်တခြားကနေပြီးတော့မှ website တွေကနေ copy ယူလာတဲ့စာပိုက်တွေပဲဖြစ်ဖြစ်အဲ့ဒါတွေကိုဒီမှာ right click နှိပ်ပြီးတော့ paste နှိပ်ပြီးတော့ထည့်မယ်ထည့်ပြီးတော့ insert ဆိုရင်ထည့်ရတယ်နဲ့ဒီ source တွေကို source ဖြစ်နေရောက်သွားပြီးသွားရင်အဲ့ source ကိုက AI သုံးပြီးတော့ question စိတ်ဖြာပြီးတော့ land လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါ source လုပ်တဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ source လုပ်တဲ့အပိုင်းမှာဒီမှာအရေးကြီးတာတွေတစ်ခုက new feature အနေနဲ့ပေါ်လာလေးအသစ်တစ်ခုရှိပါတယ်ဒါက web search ပါเนาะအဲ့တော့ web search ဆိုတာကျွန်တော်တို့ internet တွေရှာတဲ့အချိန်မှာ Google search engine ကနေပြီးတော့အများသောအားဖြင့်ရှာလေးရှိကြတယ်အဲ့ search engine ကြီးတစ်ခုလုံးဆိုဒီထဲကိုရွှေ့ထည့်ပြလိုက်တဲ့သဘောပါအဲ့တော့ကျွန်တော်တို့အကြောင်းအရာတစ်ခုဒီမှာပဲရှာလို့ရပါတယ်ဥပမာဆိုရင်ကျွန်တော်ဒီမှာAI အကြောင်းကိုပဲဒီမှာရှာလိုက်ပါမယ်ရှာတဲ့နေရာမှာနှစ်ပိုင်းရှိပါတယ်ဒီမှာဒီ drop down menu လေးကိုနှိပ်ကြည့်လိုက် fast research နဲ့ deep research ဆိုရှိပါတယ်ဘာကွာလဲဆိုရင် fast research ကเนาะမြန်မြန်ဖြေရတယ်เนาะပေါ်ပါပါနဲ့မြန်မြန်မေးခြင်းနေဆိုရင်ဒါလေးကိုမေးလိုက်ပါ deep research ကကြတော့ in-depth ကြတယ် in-depth report နဲ့ research ပေါ့နော်ဥပမာဆိုကိုကသူတည်တနာတွေအတွက်သေချာဒီ project တွေအတွက်သေချာနှစ်ဆက်သက်ရှာဖွေလေ့လာခြင်းနေဆိုရင်တော့ဒီ deep research ကိုရွေးပါနည်းနည်းလေးအချိန်ပေးရပါတယ်အဲ့တော့ fast research ကတော့ဒီမှာเนาะကိုကဒီမှာရိုက်ရှာလိုက်အောင်ပါပဲเนาะဒီ source ကိုနှိပ်ပြီးဒီကနေလည်းသွားလို့ရပါတယ်ဒီကနေလည်းသွားလို့ရတယ်ဒီမှာဆိုရင် uses of AI in research ဆိုပြီးတော့academic ဒီဟာလေးကိုရှာကြည့်လိုက်မယ်ဒီမှာအချိန်မြန်နဲ့လုပ်ပြခြင်းတဲ့အတွက်ကြောင့်လို့ fast research လေးပဲပေးလိုက်မယ်အဲ့နော်ဒီမှာလည်းထပ်ပြီးတော့ web ကလည်းရှာလို့ရသလိုမျိုးကိုယ့်ရဲ့ drive ထဲမှာ data တွေအများကြီးရှိတယ် drive ထဲကနေလည်းပြန်ရှာပြီးတော့လည်းထည့်လို့ရပါတယ်အချိန်ကုန်တော်တော်သက်သာတဲ့နည်းကိုလုပ်ပေးထားတာဖြစ်ပါတယ်အဲဒီမှာတော့ internet ကနေ source တစ်ခုကိုရှာထည့်ပြီးတော့နမူနာအနေနဲ့လုပ်ဖို့တစ်ခုကိုဆက်ပြီးလုပ်ပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒီတော့ဒီမှာပေါ်လာပါပြီခုနက web research က fast research နဲ့ရှာလိုက်တာဒီမှာပေါ်လာတဲ့ဟာတွေအကုန်လုံးတန်းပြီးတော့ source တွေအကုန်လုံး import ဆိုပြီးနှိပ်ပြီးတန်းထည့်လိုက်လို့လည်းရပါတယ်။တော့ပို့ပြီးတော့အချိန်ပေးနိုင်တဲ့တေချာနှံ့ဆက်လုပ်ချင်တယ်ဆိုရင် view ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးရင်ဒီကသူပေးတဲ့ source တွေကိုကောင်းမကောင်းဟုတ်မဟုတ်ကြည့်ပြီးတော့မကြိုက်ဘူးဆိုရင်ပယ်လို့ရပါတယ်။ဥပမာဒီထဲမှာလာ Wikipedia တို့ပါကိုမကြိုက်တဲ့ဟာတစ်ခုပါနေတယ်ဆိုရင်အဲ့ဒါဒီဟာကိုပယ်ခြင်းတယ်ဆိုလို့ရှိရင်ဒီဘက်က tick လေးကိုဖြုတ်လိုက်ပေါ့နော်။အဲ့ဒါဆိုရင်ဒီဟာလေးကိုဖြုတ်လိုက်လို့ရပါတယ်ဒီမှာဒါလေးကိုဖြုတ်ချင်တယ်ဆိုရင်ဒီ website ရသိမကောင်းမကြိုက်ဘူးဆိုရင်ဒီဟာလေးကိုဖြုတ်လိုက်လို့ရပါတယ်ဒါဆိုရင်ဒီမှာဆိုရင်10ခုကနေ9ခုပဲကျန်တော့ import လုပ်လိုက်မယ် import လုပ်လိုက်ရင်ဒီဘက်မှာဝင်သွားမှာဖြစ်ပါတယ်နော်ဒါဆိုရင် source တွေကိုဒါထည့်တဲ့နည်းကို web research လုပ်တဲ့နည်းနဲ့အများဆုံးအကောင်းဆုံးနည်းနဲ့လုပ်ပြတာဖြစ်ပါတယ်ဒီမှာဆိုရင်ရောက်သွားပါပြီအဲ့တော့ source တွေဝင်လာပြီဆိုတာနဲ့ဒီဘက်မှာဒီဘက်ကောမှာ active ဖြစ်လာပါပြီအဲ့တော့အကောင်းဆုံးကတော့တကယ်ကိုအကောင်းဆုံးကတော့ဟလာ source တွေထည့်လိုက်ပြီဆိုရင်ဒီ source တွေကိုဟလာအချင်းချုံပြီးတော့အမြန်ဆုံးဒီ topic လေးတစ်ခုနော် paragraph လေးတစ်ခုနဲ့ဒီအကြောင်းတွေကိုသူကရှင်းပြပေးလိုက်ပါတယ်ဒါတကယ်ကိုဒါလေးကိုဖတ်လိုက်ရုံနဲ့သူတကယ်လေးတီမီခေါင်းဝင်ရှိပြီးနားလည်တော့မှာဖြစ်ပါတယ်နော်ဒီမှာဆို generated AI ကိုဒီမှာ academic research မှာသုံးတဲ့နည်းလေးကိုသူကပြောပြထားတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ notebook ကိုခေါင်းစဉ်ပြန်ပေးလို့ရပါတယ်ဒီမှာဆိုရင် untitled notebook ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့uses of AI in research ဆိုပြီးခေါင်းစဉ်လေးပြန်ပေးလိုက်ပါတယ်အဲ့တော့ဒီမှာဆိုရင်အဲ့တော့ source တွေထည့်ပြီးသွားပြီချက်မှာကိုကြိုက်တာကိုမေးလို့ရတယ်ဒီမှာဆိုရင် write summary of the source နော်ဒီအကြောင်းကို summary လုပ်ပြပါဆိုပြီးတော့ summarize လုပ်ခိုင်းလိုက်ပါတယ်ဒီမှာဆိုရင်သူ summarize လုပ်တာလေးခဏစောင့်လိုက်ရင် summary ကိုဖတ်လို့ရပါပြီဒီမှာဆိုရင်စက္ကန့်ပိုင်းမှာပဲမိနစ်တောင်မပြည့်သေးခင်မှာပဲတူချုံပြီးတော့သူကကိုပေးပါတယ်အဲ့တော့ဒီမှာ summary ဖတ်လို့ရပါတယ်အဲဒီဖတ်ချင်တဲ့ summary ကိုတစ်ခါလည်းမဖတ်နိုင်သေးဘူးဆိုရင်ဒီဘက်မှာ save to note ဆိုပြီးတော့ notes ဖြစ်နေဒီဘက်ကို save လုပ်ထားလို့ရပါတယ်အဲ့တော့ဒါမျိုး save လုပ်လိုက်ပြီဆိုရင်ဒီဘက်ချမ်းဟာကကိုကသူများကို note ဖို့ share ခြင်း share တဲ့ထဲမှာပါသွားမှာဖြစ်ပါတယ်အဲဒီနောက်ထပ် question လေးတွေသူကထပ်ပြီးတော့မေးပေးပါတယ်เนาะဟို pre-made question လေးတွေလုပ်ပေးပါတယ်ဒီ question လေးကြိုက်တယ်ဆိုရင်လည်းကိုကထောက်ပြီးတော့ဆက်ပြီးမေးသွားလို့ရပါတယ်ကိုကသူလည်းထပ်မေးလို့ရပါတယ်အဲ့တော့ဒီ chat မှာနေကိုပဲတော်တော်များများအကျိုးရှိသုံးလို့ရနေပါဒီနေရာမှာတစ်ခုပြောချင်တာကကိုက language နဲ့ပတ်သက်လို့ပေါ့နော်ဒီမှာ setting ကိုနှိပ်လိုက်ဖုန်းကွန်ပျူတာအတူတူပါပဲ setting ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ output language ဆိုတာကိုရွေးပြီးတော့ဒီမှာရနိုင်တဲ့ notebook LM မှာရနိုင်တဲ့ language တွေကိုမျိုးစုံသုံးပြီးတော့ပြောင်းပြီးတော့လေ့လာလို့ရပါတယ်ဥပမာကိုကမြန်မာနဲ့လေ့လာခြင်းနဲ့ဆိုဒီမှာမြန်မာကိုပေးလိုက်ပြီးတော့
ဟလာမြန်မာကိုပေးလိုက်ပြီး save ဆိုတာနှိပ်လိုက်လို့ရှိရင်ဒီ notebook ကနောက်ပိုင်းမှာဆိုရင်မြန်မာလို output တွေကိုထွက်လာမှာဖြစ်ပါတယ်နော်အင်္ဂလိပ်လို out language ပေးထားလဲမြန်မာလိုမေးရင်လည်းမြန်မာလိုဖြေနိုင်ပါတယ်နော် notebook airline ရဲ့အကောင်းတဲ့တစ်ချက်ပေါ့နော်နောက်ပိုင်းမှာလည်း notebook airline နဲ့နော်ဒါကတော့အခြေခံလေးတွေပဲပြောပြတာပါ notebook airline ကိုသုံးပြီးတော့သူ့ရဲ့ဟလာ tip and trick တွေတကယ်ကိုဟိုအချိန်တိုတွင်းမှာကောင်းကောင်းရှေ့ရောက်နိုင်မဲ့နည်းတွေအများကြီးရှိပါတယ်ဒီနည်းတွေကိုလည်းကျွန်တော် sharing လုပ်ပြီးမျှဝေပေးသွားမှာမို့လို့နောက်ဗီဒီယိုတွေကိုစောင့်ကြည့်ပေးဖို့လို့လည်းဖိတ်ခေါ်ပါတယ်အဲ့တော့ notebook airline ရဲ့ဒါချက်ပိုင်းပေါ့နော်နောက်တစ်ခု studio ပိုင်းမှာဆိုရင် free user တက်ရောက်အနေနဲ့ဘာတွေသုံးလို့ရလဲဆိုရင် audio overview ဒါကတော့တကယ်ကို notebook airline trending feature ပဲဖြစ်ပါတယ်ကို research paper တစ်ခုကိုလေ့လာခြင်းနဲ့စာအုပ်တစ်ခုကိုလေ့လာခြင်းနဲ့ chapter တစ်ခုကိုအတန်ဖိုင်ဖြစ်နေပြောင်းပြီးတော့တွားရင်လာရင် earphone လေးတက်ပြီးနားထောင်ပြီးလေ့လာလို့ရမယ်ဆိုရင်10မိနစ်15မိနစ်လောက်တည်းမှာကိုကအချိန်ကိုသူများတက်ပို့ပြီးတော့ရှေ့ရောက်တော့မှာဖြစ်ပါတယ်ကိုလုပ်ငန်းနဲ့ပတ်သက်တဲ့စာအုပ်ကို social နဲ့ထည့်မယ်ဒါမှမဟုတ်ရင်လည်းကိုကြည့်ရမယ့်စာလေးတစ်ခုစာအုပ်ကြီးတစ်ခုထဲကိုပြစ်ထည့်ထားလိုက်မယ်ပြီးရင်မှခန်းတစ်ကိုငါ့ကို audio overview လုပ်ပေးဆိုပြီးအတန်ဖိုင်လေးနဲ့နားထောင်လိုက်မယ်ဒါဆိုရင်ကိုကစာချက်တဲ့နေရာမှာအရင်ကသူများတက်ပို့ပြီးတော့ခဏလေးတွင်မှနားလေတော့မှာဖြစ်ပါတယ်အဲ့တော့ audio overview ဆိုတာလေးကိုထောက်ကြည့်လိုက်မယ်ထောက်ကြည့်လိုက်ပြီးသွားလို့ရှိရင်ဒီမှာ language ရွေးလို့ရပါတယ်။နော်ဒီမှာထပ်ပြီး language ရွေးလို့ရပါသေးတယ်။ရွေးပေးရပါမယ်။ကိုမြန်မာလိုနားထောင်နေတယ်ဆိုရင်တော့ဒီမှာ language ကိုမြန်မာကိုပေးလိုက်ပါ။ကျွန်တော်ကတော့တချို့ language တွေကို barrier တွေကိုကျော်လွှားနိုင်ဖို့အတွက်တချို့အကြောင်းအရာတွေကိုမြန်မာလိုပဲဒီ audio overview လေးလုပ်ပြီးသွားရင်လာရင်နားထောင်လိုက်ပါတယ်။ဒါဆိုရင် तू ကမြန်မာလိုဆိုပေမဲ့တချို့ technical term တွေတော့အင်္ဂလိပ်လိုညှက်ပြီးပြောပြီးကိုကျွန်တော်တို့မြန်မာနိုင်ငံမှာစာသင်သလိုမျိုးသင်ပေးတာဖြစ်တဲ့ကြောင့်မို့လို့တော်တော်ကိုအဆင်ပြေပါတယ်။ဒီမှာလည်း deep dive ကိုရွေးပြီးလေ့လာလေးရှိပါတယ်။အကြောင်းအရာတစ်ခု तू ကတော့15မိနစ်လောက်ထိအောင်ချိန်ယူပြီးရှင်းပြပေးပါတယ်။အချိန်မရလို့အချိန်လိုပဲနားထောင်နေတယ်ဆိုတော့ brief ကိုရွေးပါ criticize လုပ်ပြီးနားထောင်နေတယ်ဆိုဒါကိုရွေးပါနှစ်ယောက် debate လုပ်တဲ့ပုံစံမျိုးနဲ့အကြောင်းအရာတစ်ခုကို debate style နဲ့လေ့လာနေတယ်ဆိုဒါကိုရွေးပါဒီမှာ short နဲ့ default နဲ့ရှိတယ်ကျွန်တော်ကတော့အရှည်တိုင်းပဲ default ကိုပဲထားတယ်တူတူလေးလာခြင်း short ကိုပေးလိုက်ပါဒီမှာလည်းဒီ prompt လေးတစ်ခုထပ်ပြီးတော့ရေးရပါမယ်အမှဒီထက်ကမှခုနကလား uses ဒီမှာလည်း prompt မှာဆိုရင်လည်း तू ကလားဒီမှာဆို describe the application of theဒီမှာဆိုရင် tab ကိုနှိပ်ပါဆိုပြီးတော့ तू ကတခါတည်း hints ပေးထားတာရှိပါတယ်ကျွန်တော်ကဥမာပေါ့နော်ဒီမှာစာအုပ်တွေအများကြီးထည့်ထားပြီးတော့မှလားအဲ့စာအုပ်ထဲမှာဒီစာအုပ်တစ်ခုပဲလေ့လာနေတယ်ဆိုဒီစာအုပ်တစ်ခုပေါ့နော်ဥပမာဆိုရင်ဒီမှာဆိုရင် describe the application of deep learning in improving healthcare diagnosis like MRI scan stroke and navigation တွေအတွက်နော်ဘယ်လိုသုံးမလဲဆိုတဲ့အကြောင်းလေးကိုလေ့လာနေတယ်ဆိုလို့ရှိရင်ဒီဟာလေးကိုပဲထည့်ပြီးတော့မြန်မာကိုပြီးပြီးတော့ generate ဆိုတာလေးကိုနှိပ်လိုက်ခဏစောင့်လို့ရှိရင်မိနစ်ပိုင်းစောင့်ရပါတယ်10မိနစ်2မိနစ်ချိန်ပေါ်မူတည်ပါတယ်စောင့်ပြီးသွားရင်ဒီဟာလေးကိုနားထောင်လို့ရပါပြီအဲ့ဒါ audio overview ပါ video overview video overview ကတော့ဒီမှာနှိပ်လိုက် video overview ဆိုတာလည်းအဲ့လိုပါပဲเนาะဒီမှာ language တွေရွေးလို့ရတဲ့အကြောင်းအရာတစ်ခုကို video အနေနဲ့လေ့လာလို့ရပါတယ်ဒါလည်းတကယ်ကိုကောင်းတဲ့ feature တစ်ခုပဲဖြစ်ပါတယ်ချိန်တိုအတွင်းမှာကို audio visual နည်းနဲ့အကြောင်းအရာတွေကို research paper တွေစာတွေကိုလေ့လာနိုင်ပါတယ် slide တက်ဒါကတော့ PowerPoint မှာ PowerPoint နဲ့ပတ်သက်ပြီးတော့လည်းတည်တံ့ထပ်ပြီးတော့နောက်ပိုင်းမှာပြောပြပေးပါမယ် PowerPoint feature တွေကတကယ်ကိုကောင်းနောက်ပိုင်းမှာ update တွေဖြစ်လာပြီးတော့တကယ်ကို Microsoft PowerPoint နီးပါးပြန်ပြီးတော့ပြင်လို့ရပါပြီအဲ့တော့ PowerPoint တွေလုပ်လို့ရတယ်နောက်တစ်ခါ report တွေလုပ်လို့ရတယ်ဒီ report ထဲမှာဆိုရင် briefing talk ဆိုပြီးတော့ကိုယ်ကစာရေးလေ့လာလို့ရတယ် study guide အနေနဲ့ quiz တွေဘာတွေပါတစ်ခါလေးထည့်ပြီးလေ့လာလို့ရတယ်content creator တွေတဲ့ဆိုလို့ရှိရင်တော့ဒါ blog post တွေရေးခိုင်းလို့ရတယ် article တွေရေးခိုင်းလို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာ flashcard ဆိုတာတော့လားစာတွေကိုလေ့လာတဲ့နေရာမှာဟိုဘက်ဒီဘက်ကတ်လေးတွေဒီဘက်မှာမေးခွန်းလေးမေးထားတယ်ထောက်လိုက်ရင်ဟိုဘက်ကိုပြန်လှန်ခြင်းအဖြေလေးပေါ့နော်ချက်ချင်းမှတ်မိအောင်စာလေ့လာတဲ့နည်းနဲ့ထောက်ကူပြုပါတယ်quiz တွေဖန်တီးလို့ရတယ် quiz မှာဆိုရင်လည်းဟလာ quiz mode မှာဆိုရင်လည်း median တွေ easy တွေ hard တွေနဲ့ကိုထည့်လိုက်တဲ့ topic ကိုလေ့လာခြင်းအခန်းကို quiz ဖန်တီးခိုင်းပြီးပြန်ဖြေကြည့်မယ်သူကအမှားမှန် feedback တွေပြန်ပေးပါတယ်ချက်ချင်းစာတွေကိုမြန်မြန်ရစေပါတယ် infographic ဆိုတာတော့ဟလာအကြောင်းအရာတစ်ခုကို summarize လုပ်ပြီးတော့စာမျက်နှာတစ်ချက်တည်းနဲ့ချင်းချုပ်ပြီးတော့ပုံနဲ့စာလေးတွေနဲ့တွဲပြီးထုတ်ပေးထားတဲ့အတွက်ကြောင့် infographic ပိုင်းကလည်းစာလေ့လာတဲ့နေရာမှာနော် research paper တွေကိုရှင်းလင်းပြီးလေ့လာတဲ့နေရာမှာတကယ်ကိုအသုံးတည့်မှာဖြစ်ပါတယ်data table ပေါ့နော်ဒါဆိုရင်လည်းနော် research ဇာတွေအတွက်ဆိုလို့ချင်း research တွေလေ့လာတဲ့နေရာမှာ data table တွေထုတ်ပြီးတော့ကိုယ်တခါတည်း table နဲ့ထုတ်ပြီးလေ့လာပြီးတော့present လုပ်ခိုင်းလို့ရပါတယ်နောက်တစ်ခါ company လုပ်ငန်းတွေအတွက် table တွေနော်ဒီစီးရင်စရာတွေကို table ဖြစ်နေ AI ကိုသုံးပြီးတော့ထည့်ပြီးတော့လုပ်လို့လည်းရပါတယ်
ဒါလောက်ဆိုရင်တော့ဒါဒီဗီဒီယိုလေးကဒီလောက်ပါပဲ Google AI Google AI tool တစ်ခုဖြစ်တဲ့ Notebook LM ကိုသုံးပြီးတော့နော်အကြမ်းမြင်ပါရေးလုပ်လို့ရလဲဆိုတာလေးနဲ့အခက်အခဲလေးတွေစသုံးတဲ့နေရာမှာအခက်အခဲလေးတွေပြပြပေးတာဖြစ်ပါတယ်ဒီဗီဒီယိုကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်